စားသောက်ဆိုင်တွေကပဇွန်ကြက်တောင်မှအိုးကတ်ကိုလူအများစုကြိုက်နေတတ်ကြတယ်။တကယ်တော့အိမ်မှာလည်းကိုယ့်ဟာကိုယ်လှုပ်ရှားလို့ရတယ်။စနီးလေးကတကယ်ကိုသွဲကိုရိုးရှင်းနေ။အပြင်ခွန်ကျွတ်ပြီးအတွင်းသားအေးအေးလေးအနက်လေးကမွေးနေတဲ့အပြင်အရသာကလည်းဆိုင်တွေထပ်မရောဘူး။အရင်ဆုံးကြက်တောင်မှန်တွေကိုထောက်ဝက်ပိုင်းမယ်။ပဇွန်တွေကိုကြောဖွင့်ထားလိုက်။ဒါမှပိုပြီးရသာစိတ်ဝင်လွယ်မှာ။စီပူပြီးဆိုအိုးလေးကိုကြက်တောင်မှန်ထည့်ပြီးရွှေဝါရောင်တိုင်းနဲ့ထိကြော်ထားမယ်။ပြီးရင်ပဇွန်ကိုလေးအိုးလေးထည့်ပြီးအယောင်ပြောင်းနဲ့ထိကြော်ထားမယ်။နောက်ဆုံးတီးထားတဲ့အာလူတုံးလေးတွေထည့်လေးပတ်လေးလာလုံးရွှေဝါရောင်ပန်းနဲ့ထိကြော်ပြီးစေထားလိုက်။အိုးလေးစီနင်းငယ်ဆန်းကျင်းစက်သွန်မိတ်စက်သွန်ဖြူစက်သွန်နီထက်စားကောင်းရတဲ့အတိကအကြောင်းရင်းဖြစ်တဲ့ဒီအိုးကအနစ်လေးတစ်ထုပ်ထဲပါဝင်ပစ္စည်းတွေကိုလည်းတသက်ရှင်ရှင်ထုတ်လုပ်ထားပေးတယ်။တစ်ထုပ်မှာအထုပ်သေး9ထုပ်ပါတယ်။အဆက်နဲ့အဆက်မပါတာဆိုပြီး2မျိုးလာတယ်။တေချာမွေကျဲပြီးအနက်လေးတင်လာရင်ကြော်ထားတဲ့စက်တောင်မှန်ပဇွန်နဲ့အာလူတို့ကိုထည့်ပြီးမီးပြင်းပြင်းနဲ့မှွေကြော်မယ်။အနက်လေးမွေးလာတဲ့အခါတရုတ်နန်နန်နဲ့စက်သွန်မိတ်ထက်အနှဲငယ်မှွေကြော်ပြီးရင်အိုးချလို့ရပါပြီ။ဒီစက်တောင်မှန်ပဇွန်အိုးကဟင်းလေးကတစ်ခါစားမိလိုက်တာနဲ့လုံးဝဆွဲလန်းသွားရောအားလုံးသိချကြည့်တာအိမ်ကိုဖယုံတော့ခွားဝယ်လာတဲ့အခါအခုလိုလေးလှုပ်စားကြည့်လေကူရိုးရှင်းပြီးစားလိုက်တဲ့အခါလူကိုလန်းဆန်းစေပြီးတော့အသားငါးတွေထက်လဲပို့ပြီးစားလို့ကောင်းတယ်အပင်ကနေခူးလာတဲ့ဖယုံတော့ခွားကိုအလေပိုင်းလိုက်ပြီးရင်တစ်ခုစီကို2ပိုင်းစီပိုင်းလိုက်အလေသားတွေကိုလီးထုတ်ပစ်မယ်ဒီလိုအရှိလိုက်လေးတွေလီပြီးရင်စားထည့်နေပြီး10မိနစ်နဲ့ထားလိုက်ထောက်လာတဲ့ရေတွေကိုသွန်းပြီးစားတွေပြောင်းအောင်ရေနဲ့တိတ်စားစိမ့်မယ်ဒါမှစားလိုက်တဲ့အခါပျော့ပျော့ကြီးဖြစ်မနေပဲဇက်တောက်လေးဖြစ်နေမှာဗီဒီယိုလေးကိုတင်ထားဖို့မမေ့နဲ့နော်စီပူပြီးဆိုဝတ်သားကိုအိုးရဲထည့်ပြီးအသားတွေကအစီတွေထပ်လာတဲ့အထိကြော်မယ်ပြီးရင်ဇင်းစက်သွန်ဖြူငရုတ်သီးထည့်နောက်ပြီးဒီကန်းကော့အနယ်လေးတစ်စုံထည့်မယ်ဒေးချာလေးတမအောင်မှွေကြော်လိုက်ရင်စီအနီရောင်ဖြစ်သွားတဲ့အထိကြော်ပြီးရင်ဖယုံတခွားထည့်မယ်ပြီးရင်မီးပြင်းပြင်းနဲ့အပေါ်အော်လန်ပြီးစက်တဲ့ထိကြော်လိုက်ရင်ရပြီအတော်လေးစားကောင်းပြီးထမင်းလဲမိန်နေအိမ်မှာချက်စားကြည့်ကြနော်ကိုလူတွေတိတ်ချကြည့်ထားကြနော်အာလူသီးနဲ့ပဲသီးကိုစကားပေါ်တင်ပြီးပေါင်းလိုက်တာအရှို့ဆိုင်တွေဆိုအတိတ်ကဟဲမဲ့ထိရောင်းပြီးဆိုင်လာသူတိုင်းလဲမှားစားကြတယ်ဒီနေ့အားလုံးကိုနီးလန်းလေးမျှဝေပေးမယ်အရင်ဆုံးအာလူကိုအချောင်းလိုက်လေးတွေလှီးစေးထားတဲ့ပဲသီးတွေကိုလည်းအနေတော်လေးလှီးလိုက်နှစ်ခုလုံးကိုပေါင်းထည့်ပြီးရင်းနဲ့နောက်တစ်ခေါက်ပွက်စေမယ်ပြီးရင်မီးဖို့ပေါ်တင်ပြီးရင်းနှင်းငွေနဲ့10မိနစ်ပေါင်းလိုက်ပကံလုံးလေးကိုပဲငပိ sauce အတင်းတင်းထည့်ပဲငကြာရီအစီစွန်းတစ်ဝက်ခရူးစီအတင်းတင်းအယောင်လောက်အောင်ပဲငကြာရီအနောက်အနှင်းငယ်ထည့်စားစက်ကုံမုတ်ကြောင်းကုံမုတ်တစုံစီထည့်ရေအတင်းတင်းထည့်ပြီးတမအောင်မှွေထားမယ်ဒီဗီဒီယိုကိုအသေးလေးပေးပြီးအားပေးသွားကြအောင်နော်စီပူပြီးဆိုအိုးလေးကိုစက်သွန်ပြူနဲ့ငရုတ်သီးထည့်စီမွေးတက်ပြီးရင်အာလူနဲ့ပဲသီးထည့်ဆက်ထားတဲ့ sauce ထည့်ပြီးအရသာဝင်အောင်တေချာမှွေကြော်မယ်ခက်မြက်မြန်လေးမှွေပြီးအနှစ်တက်လာပြီဆိုရင်အိုးချလို့ရပါပြီအာလူနဲ့ပဲသီးကိုဒီလိုလေးချက်လိုက်တော့ထမင်းသုံးပကံတော့မဝါတော့ဘူးသဘောကျနှစ်သက်တဲ့ဆိုအိမ်မှာချက်စားကြည့်ကြနော်ဒါကတငယ်ချင်းအိမ်မှာတစ်ခါစားပူပြီးနောက်လုံးဝကိုမေးမရတဲ့ခေါ်ဘီထုတ်အသားစင်ကောကြော်လေးလုံးစင်းထားတဲ့အသားနဲ့ခေါ်ဘီကလည်းကျွတ်ဆက်လေးမှုအတော်လေးထမင်းမိန်ပြီးအရန်စားလို့ကောင်းတယ်စီပူပြီးဆိုအိုးလေးကိုအသားစင်ကောထည့်ကြော်မယ်မီးပြင်းပြင်းရဲ့ရေတက်ကုန်တဲ့ထိကြော်ပြီးရင်စက်သွန်ပြူနဲ့ငရုတ်သီးထည့်သင်းကပြာကြီးအနောက်ထည့်အယောင်လေးတက်လာပြီးအနက်လေးမွေးလာတဲ့ထိကြော်ပြီးရင်ကော်ပီထုတ်ထည့်မယ်အထအောက်လန့်ပြီးတမအောင်မနာတမ်းငွေပြီးစက်သားမုတ်စွန်းတို့ကခရူးစီတစ်စုံသင်းကပြာကြီးအစီ2စုံစက်သွန်မိတ်လက်တစ်စုပ်ထည့်ပြီးရင်မီးပြင်းပြင်းနဲ့တေချာနှက်အောင်မွေလိုက်ရင်ရပြီတကယ်ကိုလုံးဝထင်မထားဘူးအခုလိုရိုးရိုးရှင်းရှင်းလေးပဲကြော်ထားတာကိုအတော်လေးစားလို့ကောင်းတယ်အနောက်တိုင်းအရသာအမဲမို့ထမင်းကြော်ကိုဟင်းချက်တဲ့သူတိုင်းသိတယ်။ຫນွေဦးမိုးလေးတွေကလက်ဆက်မှုရှိပြီးအီလေး။ပေါဝင်ပစ္စည်းတွေကိုရင်နဲ့ပြုတ်စရာမလိုဘူး။မူလာရတာလေးကပိုပြီးစားလို့ကောင်းတယ်။အားလုံးကိုဓာတ်နဲ့သိစားလိထားလက်ဆက်တဲ့အမဲသားကိုတကိုက်စာလေးတောင်အတုံးလေးတွေတုံးမယ်။အိုးရေးစီအနေငယ်ထည့်စက်သွန်နီထည့်ပြီးစီမွေးတက်မယ်။ပြီးရင်လှိထားတဲ့မိုးထည့်ပြီးအစိုးတက်ကုန်တဲ့အထိကြော်လိုက်ပြီးရင်အမဲသားထည့်မီးရလက်အနေထားနဲ့အသားတွေကရေတက်ကုန်တဲ့အထိကြော်ပြီးရင်လှိထားတဲ့မုံညင်းရွက်ထည့်အရသာအတွက်စားနေငယ်ထည့်အနောက်တိုင်းစားသောက်ဆိုင်တွေမှာတုံးတဲ့ဒီ sauce အနစ်လေး2စုံထည့်အရသာနှက်အောင်မှွေကြော်မယ်အနက်လေးကမီးဖို့ဆောင်တစ်ခုလုံးကိုပြတ်နေရောစားလို့မကုန်တဲ့ထမင်းတစ်ပတ်ကန်ထည့်မီးပြင်းပြင်းနဲ့10မိနစ်လောက်တမသွားအောင်ဟိုဘက်ဒီဘက်မှွေကြော်လိုက်ရင်ရပြီထမင်းနဲ့တေးစာရောင်းတော့သွားမှအရသာပူကောင်းတာစားသောက်ဆိုင်တွေမှာတောင်းချီလောက်တင်ရောင်းနေကြတာအိမ်မှာလှုပ်စားတဲ့အခါအကုန်ကျသက်တာတဲ့အပြင်တန်ရှင်းလက်ဆက်မှုလည်းရှိတယ်။ကလုတ်စားလိုက်မိတာနဲ့ထမင်း3မကလောက်ထိအသာလေးကုန်တယ်။အားလုံးသိချကြည့်ထားကြ
ပဲပြားကိုပလတ်စတစ်ထဲထည့်ပြီးလက်နဲ့ဖိတ်ချေလိုက်လုံးဝကြေသွားတဲ့အထိချေမယ်လူတော်တော်များများဒီလိုလှုပ်ရှားဖို့မှမဟုတ်တလို့မြင်ဘူးကြမှာလည်းမဟုတ်ဘူးဘလို့လုပ်လဲဆိုတာမြန်လေးကြည့်ထားခြေထားတဲ့ပဲပြားလေးကိုကြက်ဥ6လုံးဖောက်ထည့်ဒီလိုအားလုံးတမသွားအောင်တူနဲ့မွေမယ်စီပူပြီးဆိုအိုးရဲထည့်ကြော်လိုက်နီးအေးနဲ့ဖြည်းဖြည်းချင်းကြော်တစ်ဖက်ရေးပြီးဆိုမှနောက်တစ်ဖက်ကိုလှန်ကြော်မယ်ပကံလုံးထဲကိုပဲငတ်ပြားကြီးအကြည်စွန်းတစ်ဝက်ထည့်ခရူးစီအတင်းတစ်ထည့်အယောင်လောက်အောင်ပဲငတ်ပြားကြီးအနောက်အနှဲငယ်ထည့်စားကြက်သားမုံအာထုံမုံထည့်ပြောင်းကုန်မုံတစ်စုံထည့်ရှည်တစ်စုံထည့်သေချာတမအောင်မှွေထားလိုက်ပဲပြားကိုနှစ်ဖက်လုံးရဲတဲ့ထိကြော်ပြီးရင်ကော်ထားလိုက်တော့ကြံနေတဲ့စီတွေကိုဝတ်သားထည့်ပြီးမီအေးနဲ့ကြော်မယ်ဖြည်းဖြည်းချင်းအယောင်ပြောင်းပြီးကြက်တဲ့ထိကြော်ပြီးရင်ဂျင်းစက်တော်မိတ်စက်တော်မြူထည့်စီမွေးတက်လိုက်ပြီးရင်ပဲပြားကြော်ထည့်ဆက်ထားတဲ့ sauce အနစ်ထည့်မီအေးနဲ့အရသာဝင်အောင်2မိနစ်လောက်တည်မယ်နောက်ဆုံးမီးပြင်းပြင်းနဲ့ပြစ်တဲ့ထိတည်ပြီးရင်အိုးပေါ်ကချလို့ရပြီစားလိုက်ရင်အရသာကပူဆက်ဆက်လေးမို့အတော်လေးစားလို့ကောင်းတယ်သဘောကျတယ်ဆိုရင်ဗီဒီယိုလေးကိုတင်ထားပြီးအိမ်မှာလောက်စားကြည့်ကြနော်တကယ်လုံးဝထင်မထားဘူးစက်တောင်မှန်နဲ့မှုန်နဲ့ကိုရောကြော်လိုက်တာခလေးကုန်းလူကြီးကကြိုက်ကြတဲ့ဟင်းမယ်တစ်မျိုးဖြစ်သွားရောအရင်ဆုံးလက်ဆက်တဲ့စက်တောင်မှန်တွေကိုအလေကနေဓာတ်နဲ့ထပ်ပိုင်းပိုက်မယ်ဒါမှအရသာပိုးစိတ်ဝင်ပြီးအကျက်လဲမြန်မှာစားတစုံနဲ့ရေထည့်ပြီး10မိနစ်စိမ်ထားလိုက်စားရည်စိမ်ချင်းကညှိနှံ့ကိုတက်တာစေတဲ့အပြင်အသားရင်းကသွေးစားတွေကိုလည်းထွက်လာစေတဲ့အတွက်ကြောင့်စားတဲ့အခါပိုးပြီးကရင်တွေ့စေတယ်မိဖို့ကြောင့်39နဲ့ရေတွေကိုချအောင်တုပ်လိုက်ပဲငတ်ပြားကြီးအကြည်တစွန်းနဲ့တောင်းကုန်မုတ်တစွန်းထဲတေချာတမအောင်နေပြီး10မိနစ်နှက်ထားမယ်လက်ဆက်တဲ့မို့လေးတွေကိုလည်း၄ပိုင်းပိုင်းထားလိုက်အိုးရေးစီပူပြီးဆိုကြက်တောင်မှန်လေးတွေထည့်ကြော်မယ်မီးအေးအေးနဲ့တေချာလေးဖြည်းဖြည်းချင်းကြော်ပြီးတစ်ဖက်စီလမ်းပြီးကြော်မယ်နှစ်ဖက်လုံးရွှေဝါရောင်တန်းလာတဲ့ထိကြော်ပြီးရင်မို့လေးတွေကိုပါထည့်ကြော်လိုက်ကြော်နေရင်းနဲ့မို့လေးကအရည်တွေဖြည်းဖြည်းချင်းထွက်လာပြီးကြက်တောင်မှန်တွေကိုစိတ်ဝင်သွားလိမ့်မယ်ဒါကြောင့်စားလိုက်တဲ့အခါအရသာကပိုးပြီးတွက်လည်နေတာအစာပလာအတွက်ကဒီဟင်းခတ်အမွှေးဆိုင်ဘိုးလေးထည့်မယ်အသင့်အပေါ်ကနေဖြူပေးလိုက်ပြီးရင်အရသာနဲ့အောင်အထက်အောက်လှန်ကြော်ပြီးအိုးချလို့ရပါပြီရွရွလေးနဲ့မိုးရတာကစက်တောင်မှန်တွေကိုစိတ်ဝင်နေတော့စားလိုက်တဲ့အခါအတော်လေး green တွေ့တယ်စိုင်းနေတဲ့သဘောကျတယ်ဆိုရင်ဗီဒီယိုလေးကို save သွားဖို့မမေ့နဲ့နော်